မိတ်ကလေးမီအမဲလိုက်ထွက်တတ်တဲ့ငှက်လောကရဲ့ပလီကဲများညဘက်ဒီမှာအလားဆုံးပြင်ဆင်ပြီးအမဲလိုက်ထွက်တတ်တဲ့ပလီကဲတွေကိုလူကြီးမင်းမြင်ဘူးမှာပါသူတို့ရဲ့မျက်တောင်ကော့ကော့ကြီးတွေနှက်ခမ်းရီရဲရဲတွေကမြင်ရသူတိုင်းကိုဖမ်းဆနိုင်မိမယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့သားကောင်ရှာဖို့တတ်ပါပြီငှက်လောကမှာလေအဲ့လိုမျိုးမိတ်ကလိန်ထားသလားထင်ရလောက်အောင်လှပပြီးရက်ဆက်တဲ့နေရာမှာတော့ပြိုင်ဘက်ကင်းတဲ့ငှက်တစ်မျိုးရှိပါတယ်သူတို့ကတော့ secretary ဘက်လို့ခေါ်ကြပါတယ်ဒီနေ့မှာတော့အပြင်မှာလှပကြော်ရှင်းမိမယ်အတွင်းစိတ်ကတော့သွေးရက်ဆက်တတ်တဲ့ငှက်လောကရဲ့ပလီကဲလေးများအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီငှက်လေးတွေကလူကြီးမင်းရဲ့အသေးကိုခွဲသွားတဲ့သူမနဲ့ဘာတွေများတူနေမလဲဆိုတာစက်ကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ဒီငှက်တွေကိုဘာလို့ပလီကဲလို့တင်စားရတယ်လဲဆိုရင်သူတို့ရဲ့မျက်ဝင်းနေကြမှာပဲသူတို့မှတဘာဝအတိုင်းကိုကော့ညွတ်နေတဲ့မျက်တောင်ရှည်ကြီးတွေပါရှိပါတယ်ဒါကဘာနဲ့တူတယ်လဲဆိုရင်ကျွန်တော်တို့စီလာတွေ့တော့ကအလားဆုံးပြင်ထားတဲ့မျက်နှာလေးနဲ့သွားတူနေပါတယ်ခေါင်းနောက်မှာလေးစီရင်မလေးတွေကလောင်နှံပန်းထားတယ်လို့မျိုးအမွေးရှည်တွေပါရှိနေတာကြောင့်သူတို့ကို secretary ဘက်လို့ခေါ်ကြတာပါခြေတံတွေကလည်း super model တယောက်လိုပဲရှည်လျားတွေ့လျားပါလိဒီလိုအလားတရားတွေနဲ့ပြည့်စုံနေတဲ့ငှက်တကောင်ဟာအာဖရိကမြက်ခင်းပြင်တွေမှာလမ်းလျှောက်လာပြီးဆိုရင်သားကောင်လေးခမညာကျွေးစင်းသွားတဲ့ကြတာမဆမ်းပါဘူးဒါပေမဲ့သတိထားပါအလားဆုံးຢာတွေကအစိပ်ပြင်းတတ်တယ်ဆိုတဲ့အတိုင်းဒီအလားတရားဟာတေမင်းတမန်ထောင်ချောင်းတစ်ခုဖြစ်နေတယ်လို့ပါပဲဒီပလီကဲမလေးတွေရဲ့အဓိကအစားကတော့တမန်ငါရှန်ငါအကောင်နေမဟုတ်ပါဘူးမွေတွေကိုအဓိကထားပြီးစားတောက်ကြပါလိမွေတကောင်ကိုတွေ့ပြီးဆိုရင်တခြားငှက်တွေလိုအသားအရာမစိပ်ပါဘူးသူရဲ့ရှေးလျားတန်မာတဲ့ခြေထောက်ကြီးတွေနဲ့အားကုန်စောင့်နေတာဖြစ်ပါလိသူတို့ကန်လိုက်တဲ့အားကကိုလေးချိန်ရဲ့9ဆလောက်ပြင်းထန်ပြီးအမြန်နှုန်းကလည်းမျက်တောင်တစ်ခတ်စာလောက်ထက်တောင်ပိုမြန်မာသေးတယ်ရလက်ကတော့မွေခမဘာဖြစ်သွားမှန်းအောင်မသိလိုက်ပဲခေါင်းကြေမွားပြီးဇက်သိမ်းသွားရတာပါပဲဒါကိုကြည့်ရင်ကျွန်တော်အတွေ့အကြုံဝင်လာပါလိကျွန်တော်တို့လမ်းခွဲတုန်းကလည်းအဲ့လိုမျိုးပါပဲစကလုံးလှလှလေးတွေတုံးပြီးရဲရဲဆက်ဆက်ကန်ထုတ်သွားခဲ့တာကဒီနှလုံးသားကြီးတော်မှကြေမွားသွားခဲ့ရပူတာပါဒါကြောင့်ဒီငှက်တွေကိုဒေသခံတွေက double horse နတ်ဆိုးမြင့်လို့တင်စားကြပါလိဒါပေမဲ့ဒီနေရာမှာတခုတော့သူမနဲ့မတူတာရှိပါလိခေါင်းစဉ်မှာပလီကဲလို့တတ်ထားပေမဲ့တကယ်တမ်းကျတော့ secretary ဘတ်တီဟာအချစ်ရေးမှာအရန်ကိုတစ္ဆာရှိကြတဲ့သူတွေပါသူတို့ဟာ monogamous လို့ခေါ်တဲ့တလင်တမယားစနစ်ကိုကျင့်သုံးကြပြီးတွဲဖက်မိသွားပြီဆိုရင်တေးဆုံးတဲ့အထိအတူတူပေါင်းသင်းကြပါလိအစာရှာထွက်ရင်လည်းစုံတွဲလိုက်ထွက်လိရှိပြီးတကောင်နဲ့တကောင်ဘယ်တော့မှမျက်ခြေပြအောင်မနေတတ်တဲ့ငှက်တွေပါစဉ်းစားကြည့်ပါပလီကဲလို့ထင်ရတဲ့ရဲဆက်တတ်တဲ့ငှက်တကောင်ကတော့သူ့ချစ်သူပေါ်ဒီလောက်ထိတစ္ဆာရှိသေးတာလူသားစစ်စစ်ဖြစ်တဲ့သူတွေကဘာကြောင့်များဒီငှက်လောက်တောင်တစ္ဆာမရှိခဲ့ရတာလဲဆိုတာအဖြေရှာလို့မရသေးပါဘူးတကယ်လို့များလူကြီးမင်းရဲ့ချစ်သူကဒီငှက်လိုမျိုးတစ္ဆာရှိခဲ့မယ်ဆိုရင်အခုချိန်မှာလူကြီးမင်းလည်းဒီကိုနဲ့ကိုနားထောင်ရင်ဆွေးနေစရာလိုမယ်မထင်ပါဘူးညီကုန်းကျောင်းနေနဲ့ပြောရမယ်ဆိုရင်တော့ secretary ဘတ်တီဟာအလားတရားနဲ့တစ္ဆာတရားပြီးတော့ရဲဆက်မှုတွေကိုပေါင်းစပ်ထားတဲ့အသက်ရှိတစ်ခုပါပဲသူတို့ကသင်ခန်းစာတစ်ခုပေးနေတယ်လို့ပါပဲချောမောလာပါတဲ့ရုပ်ရည်သွင်းပြင်ရှိတိုင်းစိတ်တဘောထားမကောင်းတတ်ဘူးဆိုတာရဲ့ရဲဆက်တဲ့တိုင်းလည်းတစ္ဆာမမဲ့ဘူးဆိုတာရဲ့ပါလူကြီးမင်းအနေနဲ့ကိုယ့်ရဲ့ချစ်သူရွေးမဲ့ဆိုရင်အလားပအပေါ်ရန်တစ်ခုတည်းကိုမကြည့်ပဲ secretary ဘက်လိုမျိုးတည်တဲ့အထိလက်တွဲမဖြုတ်မဲ့စိတ်ဓာတ်မျိုးရှိမရှိကိုပါတေချာလေးလာဖို့အကြံပေးကြပါလိမဟုတ်ရင်တော့အလားပဆုံးအပြုံးနေနေပဲမွေးတကောင်လိုခေါင်းကိုအနင်းခံရပြီးလူကြီးမင်းရဲ့ဘဝဟာအဆုံးသတ်သွားနိုင်ပါ रे ခင်ဗျာ